မှတ်ထားပေါ့ဗျာတန်ခါဆိုတဲ့တန်ခါဆိုတဲ့စကားလုံးလေးကဗမာလိုပြောရင်အဖွဲ့အစည်းကိုပြောတာအင်္ဂလိပ်လိုပြောရင်ပါတီပဲဗျပါတီပဲအဖွဲ့အစည်းကိုခေါ်တာအဲ့တော့တန်ခါဆိုတာဗါလဲဗုဒ္ဓပါတီပဲဟုတ်တယ်မလားကဘာပေါ်မှာရှေးကြဆုံးဘာသာရေးပါတီကြီးอ่ะဒီဗုဒ္ဓပါတီကြီးပဲဗုဒ္ဓပါတီကြီးပဲအိန္ဒိယနိုင်ငံမှာဘာသာရေးပါတီတွေဖျားနဲ့ခစ်ပြိုင်ဖျားတဲ့မရှိမနောင်ဖျားတဲ့အရင်ကြတယ်6ပါတီတွေ့ဦးမှာပေါ့ဟုတ်တယ်မလားဒိဋ္ဌိဆရာကြီး6ယောက်ရဲ့ပါတီပေါ့ပူရာဏကတ္တပမက္ခရိဂောတာလဘဂုဒကိစ္ဆာနဗါတဲ့ဟိုပုံကိုယ်တွေပေါ့တင်ဆရာဗေလထဗုဒ္ဓနိကန္ဒနာတဗုဒ္ဓနဲ့ဟုတ်တယ်မလားနော်အဲ့ဒီပုံကို6ယောက်ရဲ့ခိုင်းနေပါတီတွေကဖျားမပွင့်ခင်ဖျားမပေါ်ခင်တွေကပါတီတွေကပေါ်နေတဲ့ဘာသာရေးပါတီတွေပဲအိန္ဒိယမှာပါတီတွေအခြေခံကမရှိကြတော့6ခိုင်းတွေက6ပါတီတွေကအခု9ပါတီကတော့လုံးဝကိုပျောက်သွားပြီလုံးဝပျောက်သွားပြီပါတီတီထောင်တယ်ပါတီတီထောင်တယ်ဆိုတာလဲစတင်ပြီးတော့တီထောင်တဲ့ပုဂ္ဂိုလ်ရဲ့ဘုံကံလဲကွာသေးတာပဲဟုတ်တယ်မလားဗုဒ္ဓပါတီဟာစတင်တီထောင်ခဲ့တဲ့ဗုဒ္ဓဂေါရမကတကယ်ကိုဘုံတကူအာနုဘော်နဲ့ပြည့်စုံလို့နှစ်ပေါင်း2500ကျော်တဲ့ပါတီကြီးဟာခဏချိန်တိအောင်တွေ့နေရတာပေါ့ဘာသာရေးပါတီကြီးဟုတ်တယ်မလားဘုံကံမရှိတဲ့ပုဂ္ဂိုလ်တွေတီထောင်တဲ့ပါတီတွေကြတော့မှိုလောက်တော့မှအသက်မရှိဘူးဆိုတာအဲ့ဒါတွေပြောတာပဲ9ပါတီကတော့ပျောက်သွားတယ်အိန္ဒိယမှာလဲတပါတီကတော့ကျန်နေတဲ့ခဏချိန်ကြီးအိန္ဒိယမှာနိကန္ဒနာတဗုဒ္ဓတဲ့အဲ့ဒီအမည်နဲ့တော့မဟုတ်တော့ဘူးပါတီတွေရတဲ့နာမည်တွေကအမျိုးမျိုးပြောင်းတတ်တယ်လေဟုတ်တယ်မလားနော်ရှေးတုန်းကအင်္ဂလန်မှာဘာတော့ဟိုနာမည်မျိုးကမပြောတတ်တော့ပါဘူးခုချိန်မှာသူကပြောင်းလဲလာတာဒီမိုကရက်တို့လေဘာတို့ဆိုတာတွေကပြောင်းလာတော့သူမွေးကဟွတ်ပါတီတဲ့လေဘာပါတီကရှေးတုန်းကအင်္ဂလန်နိုင်ငံမှာပါတီတွေစထောင်တော့ဟွတ်ပါတီလို့ခေါ်တာအခုနောက်ပိုင်းမှာလေဘာပါတီဆိုပြောင်းလာတာအဲ့လိုပြောင်းလာတဲ့ပုံစံမျိုးပဲခုနိကန္ဒနာတဗုဒ္ဓဆရာကြီးရဲ့ခိုင်းကခဏချိန်ကြဂျိန်းခိုင်းဆိုပြီးအိန္ဒိယနိုင်ငံမှာပေါ်နေတာအဝတ်မဟုတ်ဘူးသူတို့ဘုန်းကြီးတွေကနော်တုံးလုံးတွေတွေ့မှာပါဒီဘက်ခစ်မိပါတယ်သူတို့တွေတွေ့မှာပါနော်အဲ့ဒီပုဂ္ဂိုလ်ရဲ့ခိုင်းကြတော့ကျမ်းနေတယ်အဲ့ဒီပါတီကြကျမ်းနေတယ်ကျန်တဲ့9ပါတီကဘာလို့ပျောက်သွားတယ်လို့မေးစရာရှိတာပေါ့ကျန်တဲ့ပါတီတွေကကံကိုလက်မခံဘူးကံကိုလက်မခံဘူးကောင်းတာလို့ရင်ကောင်းတာဖြစ်တယ်မကောင်းတာလို့ရင်မကောင်းတာဖြစ်တယ်ဆိုတော့ကံကိုလက်မခံလို့အဲ့ဒီခိုင်းတွေကပျောက်ကုန်တာဒီခိုင်းကြတော့ဂျိန်းခိုင်းကြတော့ကံကိုလက်ခံတယ်ဗျာသူတို့ကကောင်းတာလို့ရင်ကောင်းတာဖြစ်တယ်မကောင်းတာလို့ရင်တော့ဆိုးကျိုးဖြစ်တယ်ဆိုတာလက်ခံလို့ခဏချိန်ကြီးကြွမ်းနေကြတာသို့တော့အဲ့ဒီကံကိုပယ်တတ်တဲ့နီးကြတော့မတူတော့ဘူးအကျမ်းကြီးအပြင်ပြောမယ်ဆိုရင်တော့အားလုံးသိတယ်သမထနဲ့ဝိပဿနာပေါ့သူတို့တွေကသမထနီးနဲ့ပယ်တတ်တယ်ကံကိုဗုဒ္ဓဘာသာကတော့ဗါလဲဝိပဿနာနီးနဲ့ပယ်တတ်တယ်သမထနီးနဲ့ပယ်တတ်တယ်ဆိုတော့ရှင်းအောင်ပြောရရင်တော့အိမ်ရှိမှအကြောင်းရှိမှ